ပန်းမှာအပွင့်လူမှာအကျဉ်းတဲ့ပန်းပွင့်မှာရနံ့မကောင်းရင်ဘယ်သူမှမပန်ချင်ဘူးလူမှာအကျင့်မကောင်းရင်လည်းဘယ်သူမှမပေါင်းချင်ဘူးအကျင့်ကောင်းတဲ့သူတွေကိုမြင်ရတာဟာရနံ့သင်းပြတ်တဲ့ပန်းတွေကိုမြင်ရတယ်လို့မျိုးစိတ်ကိုကြည်နူးချမ်းမြေ့စေပါတယ်စိတ်ထားဖြူစင်ပြီးအကျင့်စာရိတ္တကောင်းသူတွေကလူချစ်လူခင်ပေါ်များကြပါတယ်ကောင်းကွက်တွေကိုမေ့ပြီးဆိုးကွက်တွေကိုမှရွေးမြင်တတ်တာဟာအသိဉာဏ်နှဲပါသူတို့ရဲ့သဘာဝပဲဖြစ်ပါတယ်ဒါကြောင့်အမြင်မတော်တိုင်းလိုက်ပြီးမဆုံးမပါနဲ့အတိတရားမရှိရင်ကိုယ်စေတနာကိုမမြင်ပဲကိုယ်ပဲအမုန်းခံရတတ်ပါတယ်မိမိရဲ့ဂုဏ်သိက္ခာကိုတန်ဖိုးထားတတ်ခြင်းဟာဘယ်အရာနဲ့မှလဲလှယ်လို့မရတဲ့အဖို့တန်ယတနာတစ်ခုပါဒါကြောင့်ဘယ်အခြေအနေမှာမဆိုကိုယ့်ရဲ့ဂုဏ်သိက္ခာကိုတန်ဖိုးထားထိမ့်သိမ့်ပါလူတစ်ယောက်ရဲ့တကယ့်တန်ဖိုးဟာစီးစိမ်ထက်စိတ်ဓာတ်နဲ့ဂုဏ်သိက္ခာပေါ်မှာမူတည်ပါတယ်သိက္ခာမရှိရင်အောင်မြင်မှုနဲ့စီးစိမ်တွေကလည်းတန်ဖိုးမပြည့်နိုင်ပါဘူးစကားနဲ့အပြုတ်မှုတိုင်းမှာသတိထားဖို့လိုအပ်ပါတယ်သူတစ်ပါးစိတ်နာစေမဲ့အပြုတ်မှုနဲ့သိက္ခာထိခိုက်စေမဲ့အရာတွေကိုရှောင်ကျဉ်သင့်ပါတယ်သူတစ်ပါးရဲ့သိက္ခာကိုမလေးစားဘဲနှိမ်ချဆက်ဆံခြင်းဟာကိုယ်တန်ဖိုးကိုပါလျော့ကျစေပါတယ်အပြန်အလှန်လေးစားမှုရှိမှသာကောင်းမွန်တဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်မှာပါသူတစ်ပါးရဲ့အားနည်းချက်နဲ့လျှို့ဝှက်ချက်တွေကိုအခွင့်ကောင်းမယူသင့်ပါဘူးလူတိုင်းမှာလေးစားခံပိုင်ခွင့်ရှိတဲ့ကိုယ်ပိုင်ဂုဏ်သိက္ခာရှိကြပါတယ်ဒေါသဖြစ်စရာတွေကြုံလာရင်တောင်စိတ်ကိုထိန်းပြီးသိက္ခာရှိရှိဖြေရှင်းသင့်ပါတယ်ဒေါသနဲ့ပြောလိုက်တဲ့စကားတစ်ခွန်းကကိုယ်တန်ဖိုးကိုထိခိုက်စေနိုင်ပါတယ်ခေါင်းဆောင်ကောင်းတစ်ယောက်ဟာသူတစ်ပါးရဲ့သိက္ခာကိုမြင့်တင်ပေးတတ်ပြီးမနှိမ်ချပါဘူးသူတစ်ပါးကိုတန်ဖိုးထားခြင်းကကိုယ်သိက္ခာကိုလည်းမြင့်မားစေပါတယ်